မင်းကလေးတယောက်နဲ့သူ့ရဲ့ငယ်တငယ်ချင်းကဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ်ဆိုင်ရှိမှာမိဖို့ရှို့ကြတာပေါ့ဒါပေမဲ့မိကချက်ချင်းဆိုသလိုအချိန်ပြင်းပြီးထိမ့်မနိုင်သိမ့်မရဖြစ်သွားတယ်ဒါနဲ့သူတို့လည်းလန့်ဖြတ်ပြီးမိငိမ့်ဖို့ပြတလဲစူးစမ်းကြတော့တာပေါ့သူ့တငယ်ချင်းကရေပုံးကိုလှမ်းယူမှတင်ပဲအိမ်နီးနားချင်းအစ်စ်ဖြစ်လာမဲ့ကောင်လေးကိုတင်လာတဲ့ကုန်တင်ကားတစ်စီးကကွေ့ကနေရုတ်တရက်ချိုးကွေ့ထွက်လာပါလေရောအဲ့ဒီကားကသူတို့ကိုမျက်နှာချင်းဆိုင်တိုက်မိလူနေပါဖြစ်သွားတာပါဒရိုင်ဘာကအက်ဆီဒင့်မဖြစ်အောင်ကားကိုအတင်းဆွဲကွေ့လိုက်ရတယ်ကားရက်သွားတာနဲ့လူတိုင်းလည်းစကားများရန်ဖြစ်ကြတော့တာပေါ့ကောင်လေးကလှမ်းကြည့်လိုက်တဲ့အချိန်မှာမင်းကလေးကိုမြင်သွားပြီးသူတို့နှစ်ယောက်ပထမဆုံးအကြိမ်မျက်လုံးချင်းဆုံသွားကြတယ်ဘာကြောင့်ရင်မသိသူရင်ထဲမှာထူးထူးခြားခြားရင်ခုန်စိတ်လှုပ်ရှားသွားရတာပေါ့နောက်ရက်မှာတော့ကောင်လေးကအတန်းအစ်စ်ထဲကိုလမ်းလျှောက်ဝင်လာခဲ့တယ်သူနောက်လှည့်ကြည့်လိုက်တဲ့အချိန်မှာမင်းကလေးဝင်ပြေးလာတာကိုမြင်လိုက်ရတာပါဆီယာမကသူ့ရဲ့ပေးပွားနေတဲ့ယူနီဖောင်းကိုလက်ညှိုးထိုးပြီးအကျိုးအကြောင်းမေးတော့တာပေါ့သူကမနေ့ကကုန်တင်ကားတစ်စီးကရွှွန့်တွေနဲ့ပတ်သွားလို့ပါဆိုပြီးပြောပြရှာတယ်အတန်းထဲကចောင်းသားအားလုံးကလည်းဝလုံးကွဲမတက်ဝိုင်းရကြတာပေါ့ဆီယာမကသူ့စကားကိုမယုံပဲအပြင်ထွက်ပြီးစင်ကြံလမ်းမှာတွားရက်နေဖို့ပြောလိုက်တယ်အဲ့ဒီမှာကောင်လေးကဝင်ပြောပေးပြီးသူပြောတာအမှန်တရားပါဆိုပြီးဆီယာမကိုရှင်းပြပေးတာပေါ့မင်းကလေးကတော့အံ့ဩသွားတာပေါ့ចောင်းသားတစ်ကသူ့ဘက်ကနေကာကွယ်ပေးလိုက်မယ်လို့သူဘယ်တော့မှမမျှော်လင့်ထားခဲ့ဘူးလေចောင်းစင်းတော့ကောင်လေးကသူလမ်းလျှောက်ထွက်သွားတာကိုလှမ်းကြည့်နေမိတယ်အဲ့ဒီအချိန်မှာတခြားចောင်းသားတစ်ယောက်ကသူ့ကိုတတိပေးခဲ့တာကိုတွားတတိရမိတာပေါ့အတန်းထဲမှာသူ့ရဲ့နာမည်ပြောင်းကအမိုက်ပုံးနဲ့ဘသူမှလည်းသူ့အနာကိုမကတ်ချင်ကြဘူးလေဒါပေမဲ့သူကတော့အဲ့ဒီစကားတွေကိုတလုံးမှမယုံပါဘူးသူအိမ်ပြန်ရောက်တဲ့အခါကျမှမင်းကလေးတို့မိသားစုရဲ့ဗီဒီယိုငားတဲ့ဆိုင်ကသူ့တိုက်ခန်းရဲ့အောက်တက်မှာရှိနေမှန်းသိလိုက်ရတယ်သူကကောင်လေးကိုအခွေတချို့တောင်လာရောက်မှုစူးစမ်းသေးတာအဲ့ဒီအချိန်မှာပဲသူ့အမေကကောင်လေးရဲ့အသက်တမျှတန်ဖိုးထားရတဲ့ပကြီးပစ္စည်းတက်တာကိုတဲပြီးရုတ်တရက်ရောက်လာပါလေရောကောင်လေးကိုတက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုပဲအာယုံစိုက်စေခြင်းလို့အမေဖြစ်သူကအဲ့ဒါတွေကိုအကုန်လုပ်ပြစ်နေတာပါသူကလက်မလွတ်ချင်ပေမဲ့လည်းပြန်ပြီးတော့မဆန်ကျင်နိုင်ခဲ့ပါဘူးအဆုံးမှာတော့သူဟာမိမိရဲ့အိမ်မက်ကိုကိုယ်တိုင်ပဲဆွန့်လွတ်လိုက်ရရှာတယ်နောက်ရက်မှာတော့သူဟာသူ့ရဲ့အိမ်တူတာနဲ့ဖုံးပြောနေတာပေါ့အဲ့ဒီအချိန်မှာဘောလုံးတစ်လုံးကနေရေတွေဆင်ပြီးသူ့ရဲ့ဘောင်းဘီပေါ်ကိုကွက်တိကျသွားခဲ့တယ်လူစိမ်းတွေကစိုက်ကြည့်နေကြလို့သူတော်တော်လေးကိုရှက်သွားရတာပေါ့အဲ့ဒီအကွက်ကိုဆေးဖို့အတွက်သူကပြင်ဆင်နေလို့ပိတ်ထားတဲ့တန့်စင်ခန်းထဲကိုပြေးဝင်သွားခဲ့တယ်ကန်ဆိုးချင်တော့မင်းကလေးကလည်းအရေးတကြီးနဲ့အမျိုးသမီးတန့်စင်ခန်းဘက်ကိုပြေးဝင်လာခဲ့တာပေါ့သူကလှည့်ကြည့်လိုက်တဲ့အခါကောင်လေးရဲ့ဘောင်းဘီကအကွက်ကိုမြင်ပြီးမင်းကလေးတွေရာတီလာတာလို့အထင်လွဲသွားတာပါသူကစိတ်ကောင်းနှလုံးကောင်းတဲ့တကားကြားကနေဖတ်တစ်ခုကိုလှမ်းပေးရှာတဲ့ကောင်လေးလည်းဘာမှပြန်ပြောဖို့ကြောက်နေတာမို့ဒီတိုင်းပဲလှမ်းယူလိုက်ရတာပေါ့သူအပြင်ထွက်လာတဲ့အခါမှာမင်းကလေးကတန်ရှင်းရေးသမားရဲ့စူပူချင်းမောင်းတာကိုခံနေရတာကိုမြင်လိုက်ရတဲ့အခြေအနေကတိတ်ဆိတ်ပြီးတော်တော်လေးအနေရခတ်သွားတာပေါ့အဲ့ဒီနောက်ကျမှမင်းကလေးကဒါဟာအဲ့ဒီကောင်လေးမှန်ရိပ်မိသွားတော့တယ်သူကပြတလဲနဲ့ထွက်ပြေးသွားတာပေါ့မင်းကလေးကလည်းသူ့နောက်ကိုအတင်းလိုက်ပါလေရောကောင်လေးအရှက်မရအောင်ကူညီတဲ့အနေနဲ့သူကသူ့ရဲ့အကြည့်ကိုချုပ်ပြီးကောင်လေးကိုလှမ်းပေးလိုက်ရှာတယ်ဒါကိုသူ့ရဲ့ငယ်တငယ်ချင်းကမြင်သွားတာပေါ့အဲ့ဒီကောင်လေးကသူ့ကောင်မလေးကိုလူနေတယ်လို့သူကထင်သွားတာဒါနဲ့သူကကောင်လေးကိုပညာပေးဖို့အတွက်သူ့တငယ်ချင်းတွေကိုဖုန်းလန်းခေါ်တော့တာပေါ့ကောင်လေးကတော့ရံပွဲတွေကိုလုံးဝမတက်မြောက်မှန်းသိတာလာပါတယ်သူတို့ကကောင်လေးကိုဝိုင်းစော်တော့မဲ့အချိန်မှတင်ပဲမင်းကလေးကတုတ်တချောင်းကိုကောက်ကင်ပြီးကောင်လေးရှိကနေကာကွယ်ပေးလိုက်တာပေါ့တေးတေးကွေးကွေးမင်းကလေးတယောက်ကဒီလောက်တောင်တက်တိရှိနိုင်မှာလားဆိုတာကိုသူပထမဆုံးအချိန်ခံစားလိုက်ရတာပါဘယ်သူမှဒဏ်ရာမရခင်မှာပဲဆရာတယောက်ရောက်လာပြီးလူစုခွဲလိုက်ပါတယ်သူတို့ကပိုစတာဆွဲနေတာပါဆိုပြီးလိန်ပြောကြတာပေါ့ဆရာကသူတို့ကိုမယုံပဲအဲ့ဒီနေရာမှာတင်တကယ်ပဲပိုစတာကိုလာဆွဲခိုင်းတော့တာပေါ့နောက်ဆုံးတော့ကောင်လေးကရှေ့ထွက်လာပြီးသူတို့နှစ်ယောက်လုံးပြဿနာမတက်အောင်ကဲတင်ပေးလိုက်ပါတယ်အဲ့ဒီညမှာတော့မင်းကလေးကသူ့ကိုလှမ်းခေါ်လိုက်တာပေါ့သူ့အမေလွတ်ပစ်လိုက်တဲ့ပကြီးပစ္စည်းတွေကိုသူကပြန်ပေးရှာတယ်ကောင်လေးကတော့အပူပါပဲသူဒါတွေကိုသုံးလို့မရတော့ဘူးလို့ပြောလိုက်တာပေါ့သူ့ရဲ့ယုံကြည်မှုတွေပြန်ရလာအောင်ကူညီပေးချင်တာမို့သူတို့မိသားစုဗီဒီယိုဆိုင်အတွက်ပိုစတာတွေဆွဲဖို့ကောင်လေးကိုသူကငှားလိုက်ပါတယ်ဒါကြောင့်သူဟာနေ့ဘက်မှာစာချက်ပြီးညဘက်မှာတော့စိတ်ကူးစိတ်တန်းတွေရဖို့ဆိုင်ကိုလာလေးရှိတာပေါ့သူတို့နှစ်ယောက်အတူတူအိမ်ပြန်ကြရင်းနဲ့တန်ရောစင်တွေတိုးလာခဲ့ကြတယ်ကောင်လေးဆွဲတဲ့ပိုစတာတွေကလည်းလူအများကြီးကိုဆွဲဆောင်နိုင်ခဲ့တာပေါ့စီးပွားရေးကလည်းတဖြည်းဖြည်းနဲ့ပိုပြီးတော့ကောင်းလာခဲ့တယ်ကောင်လေးသူ့လက်မောင်းပေါ်မှာဆွဲပေးထားတဲ့ကျဲလေးကိုမင်းကလေးကငုံကြည့်ရင်းနဲ့သူ့ကိုစတင်ပြီးစိတ်ကစားလာခဲ့မိတာပေါ့အဲ့ဒီအချိန်မှာပဲစာတင်ခန်းထဲကမိတွေကရုတ်တရက်ပြတ်သွားပါလေရောចောင်းသားတွေအားလုံးကကွင်းပြင်ထဲကိုပြေးထွက်သွားကြပြီမဲ့သူကတော့ကြံခဲ့ရှာတယ်သူ့မျက်လုံးတွေကကောင်လေးစီကနေဘယ်တော့မှမခွာခဲ့ပါဘူးအမောင်တူလွမ်းနေတဲ့စာတင်ခန်းထဲမှာသူတို့နှစ်ယောက်ဟာအနာဂတ်အကြောင်းတွေကိုအိမ်မက်ရှင်ခဲ့ကြတာပေါ့သူကပကြီးတန်ပွဲတစ်ခုမှာတိတ်တဆိတ်စရင်ပေးသွင်းထားတဲ့အကြောင်းမင်းကလေးကိုပြောပြနေတာပါအဲ့ဒီအချိန်မှာမိတွေကဝင်းကနေပြန်လာပြီးဆိုင်အတွက်ဆွဲပေးထားတဲ့ပိုးစားတာတွေကိုတွေ့သွားတဲ့သူ့အမေကဒေါသူပုံထားပြီးဝုန်းတိုင်းကျဲဝင်လာပါလေရောမင်းကလေးကရှင်းပြဖို့စူးစမ်းပေမဲ့အမေဖြစ်သူကသူ့ကိုအမိုက်ပုံးလို့ခေါ်ပြီးမောင်းထုတ်လိုက်တယ်မင်းကလေးလည်းစိတ်နှလုံးကြေကွဲစွာနဲ့ငိုပြီးပြေးထွက်သွားခဲ့တာပေါ့ကောင်လေးကတော့ပထမဆုံးအကြိမ်ဖြစ်သူ့အမေကိုအော်ဟစ်ပြီးမင်းကလေးကိုပြန်တောင်းပန်ဖို့အတွက်အတင်းအကျပ်တောင်းဆိုလိုက်ပါတော့တယ်